Hello everyone ဒီနေ့ video မှာတော့ GEDR လေးဆိုတာဘာလဲဆိုတာ introduction ဝင်သွားမှာဖြစ်ပါတယ်။ဒီချက်နာမည်ကတော့ teacher Chan 39လို့ခေါ်တယ်။ဒါပေမဲ့ teacher Chan လို့လည်းခေါ်လို့ရတယ်။ Okay ဆိုတော့ what is reasoning through language art အားလေးဆိုတာကဘာလဲ။မြန်မာလိုဓာတ်ရိုက်ဘာသာပြန်ရရင်သူကဘာသာစကားအမှုပညာမှာတဆင့်ကြိုးချောင်းစီလျော်ခြင်းဆိုပြီးပြန်လို့ရတယ်။ဒါပေမဲ့အဓိကလောက်ရတာကစာရေးဖတ်ပြီးတော့မိခိုးနေဖြစ်ရတယ်။ဒီနေရာမှာမေးစရာတစ်ခုရှိတာက reading comprehension နဲ့ရောမတူဘူးလားဆိုပြီးမေးလို့ရတယ်။အဖြေကတော့မတူပါဘူး။အားလီမာကကြတော့ teacher တို့ thinking skills တွေအသုံးပြုရတယ်။ဥပမာ critical thinking skills တို့ reasoning တို့အရန်အသုံးပြုရပါတယ်။အဲ့တစ်ချက်ပဲကွာတာပါ။အားလုံးပဲသိကြတဲ့အတိုင်းပဲ GED မှာ subject ၄ခုရှိရဲဒီထဲမှာအားလီကအကြဆုံး test ပါသူက2နာရီခွဲကြာရဲပြီးတော့ဂျားထဲမှာ10 minutes break ရှိရဲအဓိကအဖြစ် reading နဲ့ writing ကိုစစ်တယ်ဒီနေရာမှာကျောင်းသားကြီးအမီးများဆုံးတစ်ခုက English style level ဘယ်လောက်ရှိမှ GED အားလေးကိုသင်လို့ရတာလဲဆိုပြီးတော့မေးလေးရှိကြတယ်teacher recommend ပေးတာကတော့ upper intermediate လောက်ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်။အဲ့ဒီနေရာမှာတစ်ခုတည်းထားစရာကကိုယ့်ရဲ့ English style level က overall စစ်ထားတာလားဒါမှမဟုတ် reading နဲ့ writing အတွက်ကိုပဲပြောရလားဆိုပြီးမေးစရာရှိတယ်။ချဲကတော့ဒီ reading နဲ့ writing တည်တဲ့ skills တွေရဲ့ level ကိုပဲကြည့်စေချင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ speaking နဲ့ listening မှမပါတာဆိုတော့ overall ကိုကြည့်ရဆိုရင်လေဒါကreading နဲ့ writing အားနေတဲ့သူတွေအတွက်ဆိုရင်အဆင်မပြေဘူးအဲ့လိုပြောလို့ upper intermediate ရှိမှသင်လို့ရမှာလားဆိုရင်မဟုတ်ပါဘူးတချို့ students တွေဆိုလို့ရှိရင်စတတ်တုံးက intermediate level ပဲရှိရဲဒါပေမဲ့ဂျားထဲမှာသူတို့လေ့ကျင့်သွားတဲ့အခါကျရင် GED ပြီးသွားတော့upper intermediate or advanced level လောက်ရောက်သွားတာမျိုးတွေလည်းရှိတယ် Okay ဆိုတော့အဓိကကတော့ကိုကြိုးစားဖို့ပါပဲ Okay ဆိုတော့စုစုပေါင်းမိကုန်း46ခုပါတယ်ပြီးတော့အပိုင်း3ပိုင်းခွဲထားတယ်ကျတော့ပတ်1နဲ့ပတ်3ကကြတော့ reading questions တွေလာတယ်ဒီပတ်1မှာကကြတော့ passage 2ခုလောက်ပဲပါလေးရှိရယ်ပတ်2မှာကကျတော့ extended response ရေးရတယ် essay ရေးရတယ်အဲ့ဒါက45 minutes ကြာတယ်ဒါပြီးွားရင်10 minutes break လာတယ်ပြီးရင်part 3ပြန်လာတယ် Okay next is what does it testအားလီမာဆိုရင်အဓိကအဖြစ်3မျိုးစစ်တယ် close reading clear writing and grammar close reading of complex text ဆိုတာဘာကိုပြောချင်တာလဲဆိုတော့ active reading နဲ့ passive reading ဆိုပြီး2မျိုးရှိတယ် passive reading ဆိုတာကကြတော့ teacher တို့တိတ်ပြီးတော့မတွေးဘဲနဲ့ pleasure အတွက်ဖတ်တာကိုပြောတာ active reading ဆိုတာကကြတော့ကိုကဖတ်လိုက်ရတဲ့ information တွေကို analysis လုပ်တာမျိုးဒါကို active reading လို့ခေါ်တယ် close reading ဆိုတာက active reading နဲ့ခက်ဆင်ဆင်ပဲ clear writing ဆိုတာကဖတ်ရတဲ့သူရှော့ရှော့ရှူရှူနဲ့ချောချောမောမောဖတ်လို့ရအောင်ရေးတာမျိုးကို clear writing လို့ခေါ်တယ်နောက်ဆုံးတစ်ခုကတော့ကျဲတို့ရင်းနှီးပြီးသားဖြစ်တဲ့ grammar ကိုစစ်တယ် Okay ပတ်1 2 3မှာပါတဲ့ဟာကိုနည်းနည်းလေးအသေးစိတ်ကြည့်ကြမယ်ဆိုတော့ပတ်1နဲ့ပတ်3က reading ပါတယ် 75% of the text are informational text they are basically non-fictions and mainly for giving informations and the other 25% are literary text သူတို့တပိုင်းနဲ့တပိုင်းနဲ့ကျတော့စာလုံးကြီး400နေပြီးတော့900အထိပါတယ်အဲ့ဒီဟာကပုံမှန်အားဖြင့်ဖတ်မယ်ဆိုရင်9မိနစ်ကနေပြီးတော့9မိနစ်လောက်ထိကြာနိုင်တယ်ကျတို့ဒီ Times New Roman font နဲ့ရေးမယ်ဆိုရင်2မျက်နှာနီးပါးရှိတယ် Okay ဆိုတော့ part 2မှာက extended response ချဲမရေးထားတော့ part 3မဟုတ် part 2မှာဆိုရင်သူတို့အချက်3ချက်ကိုအဓိကကြည့်ရပထမတစ်ခုက argument တိဆောက်တာ and use of evidence evidence တွေကိုဘယ်လိုသုံးလဲဆိုတာကိုကြည့်ရ trait 2မှာကကြတော့ကိုကစာတစ်ခုကိုရေးပြီးဆိုရင်ကိုယ့်ရဲ့ idea တွေကိုဘယ်လိုမျိုးချိတ်ဆက်ထားတာလဲတစ်ခုနဲ့တစ်ခုနဲ့ကအချိတ်ဆက်မိရဲ့လားဒါမျိုးတွေကိုကြည့်ရ trait 3မှာကကြတော့ grammar ကိုကြည့်ရ question types က extended response အပါဝင်မှာ5ခုရှိတာ the most common one is multiple choice questions and fill in the blank ကကျောင်းသားတွေတော်တော်များများစာကြားရင်ကြောက်ကြတယ်ဘာလို့လဲဆိုတော့သူကရွေးချယ်စရာမရှိဘဲနဲ့ကိုယ့်ဘာသာကိုဖြည့်ရတာဖြစ်တဲ့အတွက်ပိုခက်မယ်လို့ထင်ကြတယ် but that is not true fill in the blank ကကြတော့ question types တွေထဲမှာအလွယ်ဆုံးဖြစ်လေရှိရယ်ကိုယ့်ဟာကိုဖြည့်ရတာဖြစ်တဲ့အတွက်
သူတို့ကလွယ်လွယ်လေးပေးရများပါတယ်ဒါကြောင့်မို့တိတ်တော့ကြောက်စရာမလိုပါဘူး Okay next is score skills ကဘာသာတိုင်းအတွက်ကအတူတူပဲ140အောက်ဆိုရင် fail ဖြစ်တယ်145 I mean 145အထက်ဆိုရင် pass ဖြစ်တယ်195ကျော်ရင် credit score ရတယ်ဒီနေရာမှာ credit score ဆိုတာဘာလဲဆိုတော့ university မှာသုံးတဲ့ score system တစ်ခုပဲတကယ်လို့ကိုက GD မှာ195မှတ်ထက်ကျော်ရဲဆိုရင် credit score ရတယ်အဲ့ဒီရတဲ့ credit score ကိုတက်ကလို့တက်တဲ့အခါမှာ transfer လုပ်လို့ရတာမျိုးရှိတယ်ဒါကကျောင်းနဲ့ကိုတက်တဲ့ major အပေါ်မှာမူတည်ရယ် course outline ကချေတို့ basic grammar အရင်သင်မယ်ပြီးမှ reading comprehension informational text literary text and extended response ဒီနေရာမှာပထမဆုံးတစ်ခုက basic grammar လို့ရေးထားတာက GED မှာ test လုပ်တဲ့ grammar ကအရင် basic ဖြစ်တယ်ဒါပေမဲ့ဒီချက် extended response ရောက်တဲ့အချိန်မှာတော့ I'll dive into deeper grammars ဒီလောက်ပါပဲနောက်တစ်ခုက materials က McGraw-Hill GEDR လေးစာအုပ်ကိုချဲအသုံးပြုသွားမှာတခြား resource တွေကလူသုံးများတာက Kaplan နဲ့ Princeton ကအရင်အသုံးများတယ်ဒါပေမဲ့ GEDR လေးကကြတော့ real test နဲ့အတူဆုံးပဲ Okay so that is all for today and see you again